ဟာဟာဟာပတ်စက်နေတဲ့အရာတာကိုခံစားလိုက်စမ်းငါရဲ့အဆက်တန်းကြောင့်မင်းတို့အစာအိမ်တွေအကုန်လောင်ကျွမ်းပြီးပေါက်ထွက်ကုန်တော့မယ်စားလေများများစားလေငါကိုစားလေမင်းတို့အစာအိမ်အနာဖြစ်လေပဲအဆက်မစားရရင်မနေနိုင်အောင်ငါလှုပ်ပစ်မယ်ရက်လိုက်စမ်းအစာအိမ်ကာကွယ်ရေးတပ်ဖွဲ့ရောက်လာပြီမင်းရဲ့အခေါက်ဆွဲဆက်တွေနဲ့ပြည်သူတွေကိုဒုက္ခပေးနေတာရက်လိုက်တော့အိုးပူဇက်နေတဲ့ငါခန္ဓာပုံကြီးအေးခဲသွားပြီငါရဲ့အဆက်စွားတွေပျောက်ကုန်ပြီမင်းကြောင့်လူတွေအစာအိမ်အနာတွေဖြစ်လက်ခေါင်းတွေဖြစ်ပြီးဆေးရုံတက်နေရပြီမင်းလိုအန်ဒီယကောင်အဖမ်းခံလိုက်တော့အစာအိမ်ကိုအကြမ်းဖက်တဲ့ spicy ခောက်ဆွဲမင်းကိုအစာမကြေတဲ့ရေခဲတိတ်တာအောက်ဆုံးထပ်မှာတသက်တကျွမ်းအမိန့်ချမှတ်လိုက်တယ်ချမ်းလိုက်တာငါကလူတွေကိုဆွဲလန်းအောင်လှုပ်ချင်ရုံပါအခုတော့ငါရဲ့အဆက်အရသာတွေအကုန်စေးကြောခံလိုက်ရပြီကဲကြပါဦးအဆက်တွေလွန်ကဲစွာစားတာကိုရှောင်ကျင်ပါကျမ်းမာရေးနဲ့ညီညွတ်တဲ့အသီးရွက်တွေများများစားပါနောက်ထပ်ဘ ഹു တုတ